မနေ့ကချဲစင်းနဲ့စန္ဒာလန်ပွဲမှာလေကျွန်တော်ဒီကောင်းကိုဘယ်ဘာကြောက်ထဲတာလည်းမသိဘူးအဲဒီခတ်တော်လေးတယောက်ကိုဒီကောင်းနဲ့မှလဲရသလားခန်းစီလဲတာနဲ့ဒီကောင်းကအဲ့မှာမဆောင်ပဲနဲ့ဖြတ်လို့ရရဲ့သားနဲ့နောက်ကနေဖင်းလို့တော့မလို့ပါလို့နဲ့စောင့်နေတာဒီကောင်ပေါ်လုံးခန်းစစ်အကြောင်းကောင်းနားမလဲဘူးသူယူကိုလည်းကြည့်လိုက်အောင်သမင်းပုတ်စားပြီးမှထွက်လာတာနဲ့တူတယ်တကယ်ကြည့်လို့မရဘူးအဲ့ဒီကောင်ထဲ့ပြီးဆိုရင်တခုဖြစ်နေတယ်ပေါ်လုံးအကြောင်းနားမလဲဘူးဒီကောင်သူ့ရဲ့ခြေတလုံးတွေကိုကြည့်လိုက်ပေါ်လုံးကမဲ့ခြေတလုံးတွေလည်းမဟုတ်ဘူးအားယူဆိုးတယ်ဒီချဲစီနီပြလေဘလို့တွေ့ပြီးမှဘလို့မျိုးမြင်ပြီးမှထဲ့လိုက်တာလည်းမသိဘူးငါတအားစိတ်ပြတ်ထိုးချင်စိတ်တော့ပေါ့